ဇလန်းအစမှာတော့အမေအိုကြီးကျန်းအိုင်လျံဟာတစ်သက်လုံးချွေးနှင်းစာစုဆောင်းလာခဲ့ပြီးအင်ကြီးရှစ်လုံးဆိုင်ငန်း6ခန်းနဲ့ငွေသားတန်းပေါင်းများစွာပိုင်ဆိုင်တဲ့တထေးမကြီးတဦးဖြစ်ပါတယ်။ဒါပေမဲ့သူကျန်းမာရေးကောင်းပြီးပတ်စံရှိစဉ်ကတာသမီရင်းတွေဖြစ်တဲ့လီဝေနဲ့လီမီတို့ဟာသူ့အနားမှာကပ်မြောက်ပြီးချိုတာခဲ့ကြပေမဲ့အခုတော့သူတို့ရဲ့စိတ်သက်အမှန်ကိုသိကျင်လို့အဝိစားစုပ်ပြက်တွေဝတ်ပြီးစင်းရဲသားအိုကြီးအဖြစ်စမ်းသပ်ဖို့ထွက်လာခဲ့ပါတယ်။အမေအိုကြီးဟာဗီလာအိမ်ကြီးမှာနေထိုင်တဲ့သားကြီးလီဝေစီကိုအရင်ဆုံးသွားခဲ့တာပေါ့အမေနှစ်လုံးထိကစားရင်းအလိန်ခံရလို့ပိုင်ဆိုင်မှုတွေအကုန်ဆုံးရှုံးပြီးအိမ်လဲအပေါင်ခံလိုက်ရပြီးအခုနေစရာမရှိလို့ခဏလာနေပါရစေလို့ပြောတဲ့အခါမှာတော့သားကြီးဖြစ်သူကမိမဖြစ်သူကလူကြီးတွေနဲ့မနေချင်တာကိုအကြောင်းပြတော့တာပေါ့ရောက်ခမတွေရောက်နေလို့အခန်းမရှိဘူးလို့ညင်းဆိုပါတယ်ဧည့်သည်တွေမြင်ရင်တိတ်ခါကြတယ်ဆိုပြီးပတ်စံနှိပ်ရပေးကအမေရင်းကိုနှင်ထုတ်ပြီးတရားအောက်မှာသွားအိတ်လို့ရက်ရက်ဆက်ဆက်ပြောခဲ့ပါတယ်။ချက်ချင်းပဲသူ့ရဲ့ရှေ့နေလှုပ်ဝက်အကူလောင်ယူကိုဖုံးဆက်ပြီးတားကြီးလီဝေကိုအမွေဆက်ခံခွင့်စည်ရင်တွေကပယ်ဖြတ်ခိုင်းလိုက်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ဟိုတယ်ကြီးကြီးဖွင့်ထားတဲ့သမီးဖြစ်သူလီမေစီကိုသွားခဲ့ပါတယ်။သမီးဖြစ်သူကလည်းအမေဖြစ်သူရဲ့ပုံစံကိုမြင်မြင်ချင်းဟိုတယ်ကဧည့်သည်တွေလန့်ကုန်မယ်ဆိုပြီးနှာခေါင်းရှုံခဲ့တော့တာပေါ့။အမေကခိုလုံခွင့်တောင်းတဲ့အခါမှာဟိုတယ်ဆိုတာစီးပွားရေးလုပ်တာပရာဟိတကေဟာမဟုတ်ဘူးလို့ပြောပါတယ်။အမေအိုကိုပြုစုဖို့ကသားတွေတာဝန်ပဲသမီးမျိုးသားကလူပိုခေါ်ထားတာမကြိုက်ဘူးဆိုပြီးတာဝန်မယူပဲရှောင်ပါတယ်။နောက်ဆုံးကားခဆိုပြီးပတ်စံငါဆက်ပေးကအဝေးကိုမောင်းထုတ်လိုက်ပါတယ်။အမေအိုကြီးကသမီးဖြစ်သူလီမေကိုလည်းအမွေစရင်ထဲကနေထာဝရပယ်ဖြတ်လိုက်ပြန်ပါတယ်။နောက်ဆုံးမှာတော့အမေအိုကြီးဟာလမ်းဘေးမှာဈေးဆိုင်လေးဖွင့်ပြီးရုန်းကန်နေရတဲ့မွေးစားသားလီယန်နဲ့ချွေးမရှောင်ရတို့အိမ်ကိုရောက်သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံဟာအမေအိုကြီးကိုမြင်တာနဲ့ပြပြတလဲကြိုဆိုပြီးနှွေးထွေးတဲ့ရေနွေးချမ်းတိုက်ကအိမ်ထဲကိုခေါ်သွင်းခဲ့ပါတယ်။အမေကငါလိန်ခံရလို့ပိုင်ဆိုင်မှုတွေအကုန်ကုန်ပြီးမင်းတို့စီမှာလာကတ်တွေရတာအားနာစရာပဲလို့ငိုပြီးပြောတဲ့အခါမွေးစားသားလီယန်ကအမေဘာတွေပြောနေတာလဲကျွန်တော်မိဘမဲ့ဖြစ်နေတော့ကအမေပဲကျင်နာစွာနဲ့ကောက်ယူကျွေးမွေးခဲ့တာလေအမေသာမရှိရင်ကျွန်တော်ရဲ့ဒီနေ့ဆိုတာရှိလာမှာမဟုတ်ဘူးဗျအမေကျွန်တော်ကိုငငယ်ကကျွေးမွေးခဲ့တယ်လို့အခုအမေအိုလာတော့ကျွန်တော်ပြန်လုပ်ကျွေးရမှာပေါ့သူတို့မကျွေးရင်ကျွန်တော်ကျွေးမယ်ချွေးမဖြစ်သူကလည်းအိယာတွေကိုတေးသေးချာချာပြင်ဆင်ပေးပြီးအမေအိုကြီးကိုစိတ်အေးလက်အေးနေဖို့ပြောရှာပါတယ်အမေအိုကြီးဟာအသက်ကြီးလာပြီးတွေးလေမမှန်တာကြောင့်ခြေထောက်တွေမခိုင်ပဲချွေးစေးတွေထွက်လက်ဖြားခြေဖြားတွေအမြဲအေးဆက်နေတတ်ပါတယ်ဒါကိုတိတဲ့ချွေးမလေးရှောင်ရကသူ့အဖိုးတိုင်းရင်းဆေးဆရာကြီးကူတိုင်းတွေစီကတင်ထားတဲ့ရှေးရိုးရချင်းမုံနီလန့်နဲ့အမေအိုကြီးကိုပြုစုပေးပါတယ်တောင်ပေါ်ကဂျင်းဝါအသေးကိုတေးသေးချာချာဆေးပပလီပြီးတနာရီကြာအောင်ပေါင်းကနေလန်းရပါတယ်အဲ့ဒီနောက်အမုံကျိတ်ပြီးမနက်တိုင်းကြက်ဥတလုံးတကြားနီဂိုင်းတောင်နည်းနည်းနဲ့ရေနွေးဆူဆူလေးဖြော်လိုက်ပါတယ်ရက်အနှဲငယ်တောက်ပြီးတဲ့နောက်မှာအမေအိုကြီးဟာခြေထောက်တွေပြန်ခိုင်လာပြီးချွေးစေးထွက်တာတွေပျောက်ကတကိုယ်လုံးနှွေးထွေးပြီးအားအင်တွေပြန်ပြေးလာခဲ့တော့တာပေါ့တနေ့မှာတော့ရှေ့နေလောင်လူဟာအိမ်ကိုရောက်လာပြီးအမေအိုကြီးရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့အိမ်ရှစ်လုံးဆိုင်ငန်း6ခန်းနဲ့ငွေသားအပါဝင်စုစုပေါင်း38တန်းယွမ်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုအလုံးကိုမွေးစားသားလီယန်နဲ့ချွေးမရှောင်ရတို့ထံအလွတ်တဘောလွှဲပြောင်းပေးအပ်ကြောင်းစာချုပ်ကိုလက်မှတ်ထိုးခိုင်းပါတယ်ဒီသတင်းကိုကြားသွားတဲ့သားအရင်လီဝေနဲ့သမီးရင်လီမီတို့ဟာအပြေးလွှားရောက်လာပြီးအမေယူသွားပြီလားတားကတားရင်လေဒီစည်းစိမ်တွေကတားရမှာပေါ့သူစိမ့်မွေးစားသားပဲဘာလို့အကုန်ပေးရတာလဲလို့အော်ဟစ်ဆဲဆိုကြပါတယ်မိခင်ကြီးကမျက်ရည်ဝဲလျက်ဒေါသနဲ့ကြီးနဲ့ပြန်ပြောလိုက်တာကတော့ငါဒုက္ခရောက်နေတော့ကမင်းတို့ဘယ်မှာလဲတားရင်ကငါ့ကိုဘီလာအိမ်ပေါ်ကမောင်းချတယ်သမီးရင်ကဟိုတယ်ကနေနှင်ထုတ်တယ်အခုမှလာပြီးတွေးသားရင်ချအကြောင်းပြောမနေနဲ့ငါပတ်စံငါအိမ်ငါကြိုက်တဲ့သူကိုပေးမယ်မင်းတို့အခုချက်ချင်းငါမျက်စိရှိကထွက်သွားကြစမ်းနောက်ဆုံးမှာတော့တသမီးရင်နှစ်ယောက်စလုံးဘာပတ်စံမှမရပဲနောက်တကြီးစွာနဲ့ပြန်လှည့်သွားခဲ့ရပြီးစိတ်ကောင်းလုံးကောင်းရှိတဲ့မွေးစားသားနဲ့ချွေးမတို့သာတန်းကြွတထေးဖြစ်သွားကြပါတော့တယ်မိခင်ကြီးကျန်းအိုင်လန်ကပရိသတ်တွေကိုမေးခွန်းထုတ်ရင်းဇလန်းကိုအဆုံးသတ်လိုက်ပါတယ်တွေးသားတော်ဆက်မှုဆိုတာတန်ရောစင်ရဲ့အမှန်ကန်ဆုံးအဖြစ်မဟုတ်ပါဘူးစစ်မှန်တဲ့တွေးသားရင်းလိုတည်တတ်မှုကသာအဓိကပါကျမဒီနေ့လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်မှန်ရဲ့လားရှင်ဇလန်းလေးကိုသဘောကျရင်အပေါင်းလေး၌အသေးလေးပေးခဲ့ဦးနော်